ကိုသိမ့်မြတ်ခကိုဇော်ဝင်းရဲ့ဗီဒီယိုဆောင်းပါးနဲ့ပတ်သက်ပြီးတော့အချို့အချက်ကလေးတွေပြောစရာရှိပါတယ်ထုံးစံရတော့ဗီဒီယိုတွေဘာတွေမှာသူတို့ပြောတာတွေမှန်ရင်မှန်တဲ့အချက်တွေများတယ်လို့ပဲသဘောထားလိုက်ပါတယ်ဒါပေမဲ့ဒီတစ်ချက်ကတော့နည်းနည်းဆွေးနွေးစရာရှိပါတယ်ကိုသိမ့်မြတ်ကဗမာပြည်မှာယူကရိန်းလိုဖြစ်တော့မယ်လို့တော်တော်လေးကိုalarm ခေါ်တာပေါ့နော်6သွားပါတယ်အဲ့ချက်ကလုံးဝမှားပါတယ်ပထမတစ်ချက်ကဗမာနိုင်ငံရဲ့တိုက်ပွဲဟာယူကရိန်းတိုက်ပွဲနဲ့လုံးဝမတူပါဘူးလက်ရှိလဲအမေရိကန်နိုင်ငံကဗမာနိုင်ငံကိုစစ်ရေးအရနိုင်ငံရေးအရအများကြီးကူညီပေးထားတာမရှိပါဘူး1988ရေးတော်ပုံကြီးဖြစ်တဲ့နောက်ပိုင်းမှာဒုက္ခသည်တွေနဲ့ကူညီတာ scholarship ဒရာစင်လောက်ကိုနိုင်ငံခြားခေါ်တာတွေကလွှဲရင်အနောက်နိုင်ငံတွေကလူအခွင့်အရေးအကြောင်းပဲပြောပြီးတော့ဗမာပြည်ကတော်လှန်ရေးကိုစိတ်ဝင်စားပါဘူးချင်းနဲ့ရခိုင်ရဲ့တောင်တန်းဒေသတွေမှာရှိတဲ့တော်လှန်ရေးစစ်ဗျူဟာတွေကလည်းသူတို့ဟာသူတို့ရုန်းကန်ပြီးတိုက်ခိုက်ခဲ့ကြတဲ့အတွက်အခုလောက်အထိအောင်မြင်လာတာဖြစ်ပါတယ်အဲဒါကြောင့်ဒီတော်လှန်ရေးဟာပြည်သူတွေရဲ့ပေးဆက်မှုပေါင်းနဲ့တိဆောက်ထားတာဖြစ်ပြီးနိုင်ငံခြားတွေကလာတဲ့ theory တွေနဲ့ဖန်တီးထားတာမဟုတ်ပါဘူး theory နဲ့ဖန်တီးထားတဲ့ဆိုရင်လည်း NUG လို့အနောက်ရိန်းတဲ့အဖွဲ့တစ်ချိန်က1988 ABS ရဲ့ထဟောင်းနေအနောက်နိုင်ငံတွေကိုကိုးစားပြီးဒုက္ခသည်ဖြစ်ခံကNGO လုပ်တဲ့ကာလတွေမှာလည်းဒီလိုတော်လှန်ရေးကမဖြစ်ခဲ့ပါဘူး NUG ဆိုသူ့လောက်မှာတော်လှန်ရေးတပ်သားတွေရှိသည့်တိုင်အောင်မှနိုင်ငံတကာမှာထွက်ပြီးအကူအညီတောင်းတာလည်းတကယ်မရခဲ့ပါဘူးအမှန်တိုင်းပြောရမယ်ဆိုရင် AA KIA PDF မြောက်များစွာ PLA ချင်းတပ်များစွာ KNU အညာကတိုက်ပွဲဝင်သူရဲကောင်းတွေအားလုံးကိုကဘာကမတိကျအောင်ဆောင်နေတာကြာပါပြီဒီကိစ္စဟာအမေရိကကိုထောက်ခံတဲ့ကိစ္စလည်းမဟုတ်ဘူးတရုတ်ကိုစန့်ကျင်တဲ့ကိစ္စလည်းမဟုတ်ဘူးဒါပေမဲ့တရုတ်ဟာဗမာပြည်သူပြည်သားတွေကိုအချိန်မှများစောင့်ခိုင်းထားပြီးမြောက်မလိုက်တပ်ဖြတ်ညှင်းဆဲနေတာကိုငုတ်တုတ်ထိုင်ကြည့်နေပြီးမြောက်မလိုက်တဦးတဲ့ကိုပဲထောက်ခံနေတဲ့အတွက် power balance ကဗမာနိုင်ငံမှာလုံးဝမရှိပါဘူးဒါကြောင့်အခုဘင်္ဂလားဒေ့ရှ်ကဝင်လာလျင်အမေရိကန်ရဲ့အကူအညီနဲ့ဘာညာဖြစ်တော့မယ်ဆိုတဲ့ချိန်ချောက်မှုဟာတကယ်မှန်လားမမှန်လားကတကယ်အတိမပြူနိုင်သေးပဲအတီးပြုတ်နိုင်ရတော့အချောက်ခံနေရတဲ့စကားလုံးတွေပဲဖြစ်ပါတယ်ဒီကိစ္စကတေးချာချာစဉ်းစားပြီးမှပြောတင်ပါတယ်ဗမာပြည်ရဲ့စစ်ပွဲဟာ proxy စစ်ပွဲမဟုတ်ပါဘူးဗမာပြည်ရဲ့စစ်ပွဲဟာပြည်သူစစ်ပါပြည်သူတွေကဖိနှိပ်ခံလွန်းတဲ့အတွက်ရုန်းကန်နှိုးချထကြွရင်ရနေဒီတစ်ခါတော့ရှုံးမပေးတော့ဘူးဆိုပြီးတော့စုံငန်းတန်အောင်တိုက်မဲ့ပြည်သူတော်လှန်ရေးအစ်စ်ဖြစ်ပါတယ်နောက်တစ်ခုကကိုသိမ့်မြတ်ကဗီဒီယိုမှာ strategic disinformation လို့ခေါ်တဲ့ viewer ပိုင်းဆိုင်ရာသတင်းမှန်မှုကိုလည်းတွေ့ရပါတယ်သူကသတင်းမှန်အောင်ပေးတာတော့မဟုတ်ဘူးဒါပေမဲ့တော်လိုင်းအဖွဲ့အစည်းတွေက viewer မောက်ဆိုင်ရာလှုပ်ရှားရမယ်ဆိုရင်ဒီအဖွဲ့တွေဘာကြောင့် viewer မြောက်လှုပ်ရှားမယ်အချိုးအကွက်ဖြစ်မယ်ဆိုတာကိုဘက်ခံသတင်းပေးရပါလိမ့်မယ်ဘက်ခံသတင်းဆိုတာဘက်ခံနောက်ကြောင်းပေးရပါလိမ့်မယ်ဟာဒီကောင်ကတော့သူနဲ့သွားပေါင်းတော့မယ်ဗမာပြည်ပြည့်စည်တော့မယ်ခရစ်ယာန်တွေဖြစ်တော့မယ်တရုတ်ကဝင်လာမယ်အမေရိကကလည်းဝင်ချောင်းမယ်ဗမာပြည်သွေးချောင်းစစ်တော့မယ်ဒီလိုပြောဆိုမျိုးတွေကနီးမမှန်တဲ့အပြင် viewer တစ်ခုအရာအဖွဲ့အစည်းတစ်ခုခုတော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုကအကြောင်းတစ်ခုခုကြောင့် viewer ကိုသုံးခဲ့တယ်ဆိုရင်ဒီ viewer ကိုမရှုံချဖို့အတွက်လုံလောက်တဲ့ဘက်ခံသတင်းအကြောင်းအရာနဲ့ backend curation လို့ခေါ်တဲ့သတင်းတင်ပြမှုပါမှာဖြစ်တယ်သူ့ရဲ့အခုဗီဒီယိုမှာယခုပါတာတော့ဒီပေါ့စိုးရိမ်စရာတွေကတော့ရှိပါတယ်ဒါကတော့မှန်ပါတယ်ဒါပေမဲ့ဒီမှာသူပြောသွားတဲ့အချက်က core politics ဆိုခေါ်တဲ့စီအေးခေတ်ကအတုံးနှုံးနေနဲ့စီအေးဖြစ်ပေါ့ရုရှားနဲ့တရုတ်နဲ့အမေရိကန်နဲ့အဲ့ဒါလိုနိုင်ငံကြီးတွေကိုအခြေပြုပြီးပြောတာဟာတော်လှန်ရေးကိုနိုင်ငံတကာကရန်ပုံငွေနဲ့သွားတဲ့ပုံစံအဖြစ်ကိုသူတို့ဆွဆွဲနေတဲ့အတိုင်းသွင်းပေးလိုက်တယ်လို့ပါပဲအနောက်နိုင်ငံရဲ့လက်ဝဲတွေချားမောက်ကိုရင်တော်လှန်ရေးဗမာပြည်ကတော်လှန်ရေးဆိုတော့လုံးဝမသိတဲ့အပြင်ဗမာပြည်ကတော်လှန်ရေးဟာတလောက်ပြည်သူတွေသွေးချောင်းစီးနေတဲ့ကြားတွေကအနောက်နိုင်ငံကဝင်ဆွတ်ဖက်တဲ့ပုံစံမျိုးအနောက်နိုင်ငံဝင်ဆွတ်ဖက်တာလုံးဝမရှိဘူးကျမတို့သိတဲ့လောက်ကတော့ချင်းပြည်နယ်ကကလေးတွေလူငယ်လေးတွေကဖက်နှက်မပါတစ်သားတနက်အမဲပြစ်တနက်နဲ့တိုက်ခဲ့ရတာဖြစ်တယ်အညာဘက်မှာဆိုလဲသွေးလိမ့်လိမ့်နဲ့ယခုချိန်ထိတိုက်ခိုက်နေရဆက်ဖြစ်တယ်အဲ့တော့ဒီလိုပေါ့ core language နဲ့သွားတယ်ပေါ့စေခေတ်တိုက်ပွဲဘာသာစကားနဲ့သွားတယ်ဆိုရင်ပထမဆုံးချက်ဖြစ်မှာအမေရိကန်သမားလားတရုတ်လူလားဆိုပြီးတော့တကယ်ကိုအမှန်တကယ်ဖြစ်နေတဲ့ local color လို့ခေါ်တဲ့ဓာတ်မပြုတ်ဓာတ်မကူတဘာဝတိုင်းဖြစ်နေတဲ့တော်လှန်ရေးအယောင်ကပျက်စီးသွားစေပါတယ်နောက်တစ်ချက်က timing လို့ခေါ်တာပေါ့နော်အချိန်ရနည်းနည်းလေးဟိုဟာဖြစ်တယ် timing ကနည်းနည်းလေးတန်တရားရှိစရာအကောင်းရှိတယ်တန်တရားရှိစရာရှိတယ်ချင်းရယ်အေးရယ်နောက်တစ်ခါခြားတော့တော်လှန်ရေးအင်အားစုတွေကအားကောင်းလာတဲ့အချိန်မှာ
ပေါ့လေဒီ momentum ကိုပေါ့ဒီလိုအားကောင်းလာတဲ့ momentum ကိုဘယ်လိုခေါ်မလဲဖျက်ဆီးဖို့အနောက်နိုင်ငံကလက်ရှိတော်လှန်ရေးသမားလို့သတ်မှတ်ခံထားတဲ့အင်အားစုတွေနဲ့ပေါင်းတယ်ဆိုတဲ့ကိစ္စနည်းနည်းတန်တရားရှိဝယ်ဖြစ်ပါတယ်အားလုံးချင့်ချိန်ုံကြပါဒါပါပဲ1918ခုဧပြီလမှာလင်းနင်နဲ့ဘော့ရှ်ဗစ်တွေကဂျာမန်ပေးတဲ့ရထားကြီးကိုစီးပြန်လာတော့အားလုံးကဝိုင်းဆွဲပါတယ်ဂျာမနီရဲ့တပည့်ဖြစ်သွားပြီးဖောက်ပြန်ရေးသမားစသဖြင့်ဒါပေမဲ့လင်းနင်နဲ့ဘော့ရှ်ဗစ်တွေရဲ့မဟာဗျူဟာမြောက်ပုံဟာယခုချိန်ထိတမိုင်းရတပ်တွေခံနေဆဲဖြစ်ပါတယ်ဒါကြောင့်ဗျူဟာမြောက်တဲ့လုပ်ငန်းတွေဖြစ်လာတဲ့ဆိုရင်တရုတ်လူလိုအမေရိကန်လူလိုနဲ့ပထဝီနိုင်ငံရေးအကြောင်းတွေကိုပဲအကြောင်းထအောင်ပြောပြီးပြည်သူလူထုစိတ်ထဲမှာဝေဝါးမသွားအောင်သတိထားပြီးပြောဆိုစေလိုပါတယ်